ဒီနေ့ကတော့လာဇာရာကနေပစ္စည်းရောက်လို့ unboxing လုပ်ပြအောင်ပါဒီကောင်ကတော့ဘာလဲတော့မသိဘူးကျွန်တော်မလားဒီကောင်တော့ဖတ်နေပါဒီကောင်တော့ Adidas ပါဒီကောင်တော့ Nike နဲ့ရင်ထင်တာပဲကွာ11ဆေးချနေတော့သိရမလားပစ္စည်းတွေအရန်တန်နေတော့ share မှာကြကျွန်တော် unboxing လုပ်ပြအောင်နော်ဒီနေ့ကဗျာဘယ်မှတိတ်မသွားဖြစ်ဘူးဒီနေ့ကအပြင်သွားလိုက်တာညောင်းကြိုက်နေတာဒီနေ့ထိပဲဆိုရင်ဒီ Adidas ကို unboxing လုပ်ပြမယ်ခိုင်းထားယူလာအမရှိတော့ရှိရတာလည်းတော့ဒီကနေဖောက်မယ်ဆိုတော့ဒီကနေဖောက်လိုက်မယ်လိုပဲထိုင်ချလိုက်တော့မယ်နော်ဟိုရဗျာတနေကုန်နေလိုက်တာကျွန်တော်နေမကောင်းချင်သူတော့ဖြစ်သွားတယ်ဘာမှမဟုတ်ဘူးဒီ shopping center လေးပဲသွားတာကိုညောင်းကြိုင်နေကျွန်တော်လမ်းရဲလျှောက်လိုက်ရတယ်ရတာလည်းပါတယ်ဒီလားလမ်းရဲလျှောက်လိုက်ရတော့ညောင်းသွားတာခိုင်တော့တော်နေနေဖြေရခိုင်နေလို့ okay ရပြီခုချိန်လေး11ဆေးချနေတော့အရန်တယ်နေပြီလားကျွန်တော်လည်းမအားဘူးရသေးလားဗီဒီယိုလေးပို့လေဒီ11ဆေးချနေတော့ order တွေလုပ်နေရတယ်ဟိုအလုပ်တွေရှော့ဒီကောင်က Adidas ဟုတ်တယ်Adidas အကုန်လုံး running shoe တွေပဲ3ရက်လုံး running shoe Nike နဲ့ Adidas နဲ့ Adidas ကဘယ်လိုလဲဆိုတော့ဒီကောင်ကကိုလာတယ်ဗျဒီကောင်လေးပါနေရမှာမင်းကလေးဆိုင်ရပါတော့ကျွန်တော်တငယ်ချင်းမှာလာတာကျွန်တော်ဟိုဖြစ်တဲ့ဟာမို့ဒါကျွန်တော်ပို့ပေးရမှာဒါရောက်တော့ unboxing လေးလုပ်ပြလိုက်တာလာတယ်အဲ့ဒါဆိုလိုက် Nike နဲ့ကျွန်တော်ရဲ့ဖောက်လာတယ်တော့ထားမယ်နော်ကျွန်တော်လည်းထည့်ပေးတာဗျာလိုက်ရပြတေချောင်းထည့်ပေးတာဗျမကြိုက်တေချောင်းထည့်ပေးရတို့ဒီဖက်ပဲထောင်းလာအောင်မယ်လိုက်ကဲဒီကောင်ကပါလေးလည်းမသိဘူးအကုန်လုံးကတော့ site လေးတွေပဲညာတည်လာမယ်အင်္ဂလိပ် site တွေပဲ site တွေကအားတယ်ဒီကောင်လေးလည်းကြည့်အောင်ချစ်စရာလေးဒါကဒီရောနောက်တစ်ရောင်ကဒီဟာအမဲနောက်တစ်ရောင်အမဲဒီကောင်နှစ်ခုလုံးက model တူတူပဲကျွန်တော်တို့ running shoe ကတော့ဘာ model လဲတော့ကျွန်တော်သိချတော့မသိဘူးကျွန်တော်တကယ်ကြီးဝယ်ပေးပါဆိုလို့ကျွန်တော်ဝယ်ပေးလိုက်တာတန်ရပြားကြည့်လားဒီကောင်လေးဆိုရင်ဘယ်လောက်ကိုလဲဒီကောင်လေးဆိုရင်2100ကိုသူက1400လား1500လားမသိဘူးအဲ့လောက်ပဲပေးရတယ်ဆေးချပါတော့ခု level ဒါလေးကိုကျွန်တော်နောက်ရကြရင်ပို့ပြရမှာပါသူတို့ကျွန်တော်တို့ဒီ11ဆေးရှိရဗျာမနဲ့ဆိုရင်ဗီဒီယိုတွေပါရရိုက်ဖြစ်ပြီးတော့လည်းအလုံးရှုံနေရဗျာဒီမှာ order တွေပါရလဲလို့ဒီကာလာဆိုတော့နည်းနည်း order တက်လာတယ်ညာတော့အလုံးရှုံနေဒါဒီနှစ်ခုပါဒီဘောကဘာလဲမသိဘူးဒီဘောကကျွန်တော်မှာလာတာနေရတယ်ပြီးတော့အင်ဂျီလည်းကျွန်တော်ရောက်ဖို့ရှိတယ်ပြီးတော့ဘောင်းမီလည်းရောက်ဖို့ရှိတယ်အဲ့ဒါလည်း unboxing လုပ်ပြအောင်မယ်ကြောက်ခွန်လာဇရာမှာတာကျွန်တော်အများကြီးပဲဒီကောင်ကဘာလဲမသိဘူးဒီကောင်ကဟုတ်ရှိတာအော်ဘောင်း
baggy bag ဟုတ်တယ် baggy bag baggy bag မစိုးဘူးဗျမဲမစိုးဘူးဗျ baggy bag လေးပါလာဘောင်းမီတစ်ထဲတော့ရောက်လာအဲ့ဒါအင်ဂျီတွေရောက်ဖို့လည်းကြံသေးတယ်ကျွန်တော်တို့နောက်ထပ်ပစ္စည်းတွေကတော့ထပ်ရောက်မှာဗျာကျွန်တော်ဒီရက်ပိုင်းကလည်း unboxing video တွေများမှာသိလားဘာလို့ဆိုတော့ကျွန်တော် Nike 8လည်းမှာထားတယ်ပြီးတော့ဒီအင်ဂျီလည်းမှာထားတယ်ကြောက် unboxing ထပ်လုပ်ပြအောင်ဒီကတော့ trade to ရှိကြကျွန်တော်တနေ့ကုန်ဒီ wire နဲ့ order နဲ့အလုပ်ရှုပ်အခုကျတော့ပစ္စည်းရောက်ကျွန်တော် unboxing လေးလုပ်ပြရဗျာဒီချိန်မှာပစ္စည်းဝယ်ရင်တော့အရန်တန်တယ်ဘာလို့လဲlevel C ရှိလို့နောက်ကျရင်လာတော့လာအောင်ပါဗျာဒီ Black Friday လို့ပြီးရင် year end sale လည်းလာအောင်ပါဗျာနှစ်ကုန်တော့မှာဆိုတော့လေအဲကြရင်လည်းပစ္စည်းတွေ unboxing ရောက်တိုင်းလုပ်ပေးမယ်ဗျာကျွန်တော်ပစ္စည်းတွေမဟုတ်ဘူးကျွန်တော်စီဒီ order တင်တဲ့ပစ္စည်းတွေအကုန်လုံးကိုရောက်တာနဲ့ကျွန်တော် unboxing လေးလုပ်ပြမယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော် live for Evan မှာ daily vlog နေတိုင်းတင်နေပါတယ်အဲဆိုရင် brand ပြတွေ့ပါမယ်တတာ